မိုးခေါင်ခေါင်တဲ့နွေရာသီတရက်မဟာမြိုင်တော်ရဲ့အဆုံးဘက်မှာရွာငယ်တရွာရှိတယ်တောကြီးရဲ့အလယ်ထဲမှာဘာတွေရှိလဲဆိုတာကိုရွာသားအများစုမသိကြဘူးသူတို့သိတာကတခုတည်းပဲမဟာမြိုင်တော်တဲ့ကိုအဝင်လွယ်ပေမဲ့ပြန်ထွက်ဖို့ခက်တယ်တိုးလာဆိုတဲ့လူငယ်တယောက်ကရွာထဲမှာအနှဲငယ်ထူးခြားတဲ့လူတယောက်ပါသူဟာတောထဲလမ်းရှာတတ်တစ်ပင်နဲ့တောတိုင်းတရိတ်ဆန်တွေကိုတိတက်မကြောက်တတ်တဲ့စိတ်ရှိတယ်တနေ့မှာတော့သူဟာရွာထဲကအသက်ကြီးတဲ့တောလိုက်သမားတယောက်ဖြစ်တဲ့ဦးဘိုးရွှင်ကိုတွားတွေ့လိုက်တယ်ဦးဘိုးရွှင်ကျွန်တော်မဟာမြိုင်တော်အလဲတဲကိုဝင်ကျင်ပါတယ်ဦးဘိုးရွှင်ကမျက်လုံးကိုမျက်နှာပြင်တစ်ခုလုံးပြင်းပြင်းထန်ထန်ကြည့်လိုက်တယ်အားကြောင့်လဲတိုးလာတော်ထဲမှာရှေးဟောင်းဘုန်းကြီးကျောင်းပြက်တစ်ခုရှိတယ်လို့ကြားဘူးတယ်အဲ့ဒီနေရာကိုကြည့်ချင်ပါတယ်ဦးဘိုးရွှင်ကခဏတိတ်နေပြီးပြောလိုက်တယ်အဲ့ဒီနေရာကိုမသွားသင့်ဘူးဘာကြောင့်လဲအဲ့ဒီနေရာကလူတိုင်းအတွက်မဟုတ်ဘူးညနေခင်းမှာမိဖို့ဘေးမှာထိုင်ပြီးဦးဘိုးရွှင်ကဇလန်းတပုတ်ပြောပြခဲ့တယ်ဒီတော်ထဲမှာအရင်တုန်းကတရားကျင့်တဲ့ဆရာတော်တစ်ပါးရှိတယ်သူ့အနားမှာထူးဆန်းတဲ့အရာတွေဖြစ်တတ်တယ်တိုးလာကစိတ်ဝင်စားနေပြီးဘလို့ထူးဆန်းတာလဲညဘက်ဆိုရင်တောထဲမှာလူမရှိပေမဲ့ခြေတန်းတွေကြားရတယ်ပြီးတော့တခါတလေမိအလင်းလိုမျိုးတောထဲမှာလှုပ်ရှားနေတာတွေမြင်ရတယ်တိုးလာကမကြောက်ပါဘူးဒါဆိုပိုသွားကြည့်ချင်လာပြီးဦးဘိုးရွှင်ကအနက်ဆိုင်ဆုံးအတန်နဲ့ပြောလိုက်တယ်တိုးလာတောထဲမှာတရိတ်ဆန်တွေထက်ပိုကြောက်ဖို့ကောင်းတာတွေရှိတယ်နောက်နေ့မနက်တိုးလာနဲ့ဦးဘိုးရွှင်နှစ်ယောက်ဒါမိဘရေဘူးလမ်းညွန်မြေပုံယူပြီးတောထဲကိုဝင်ခဲ့ကြတယ်တောနက်ကြီးထဲမှာနေရောင်တောင်အောက်ထိမရောက်ဘူးအချိန်တွေကြာလာတာနဲ့အမျှတောထဲကအတန်တွေပိုများလာတယ်ငှက်တန်တရွက်လုတ်တန်တောနက်ထဲကမသိတဲ့အတန်တွေတိုးလာကရုတ်တရက်မေးလိုက်တယ်ဦးဘိုးရွှင်ဒီအတန်ကြားလားဦးဘိုးရွှင်ရက်လိုက်တယ်ဘယ်အတန်လဲလူလန်းလျှောက်တယ်လို့အတန်ဒါပေမဲ့အနီးအနားမှာဘယ်သူမှမရှိဘူးနေ့လယ်လောက်ရောက်တော့သူတို့ကတောထဲမှာလမ်းပြောင်းနေပြီးမြေပုံကမကိုက်တော့ဘူးတိုးလာကပြောလိုက်တယ်ဦးဘိုးရွှင်ဒီနေရာကိုကျွန်တော်မမြင်ဘူးဦးဘိုးရွှင်ရဲ့မျက်နှာကတဖြည်းဖြည်းတင်းလာတယ်တိုးလာဟုတ်ဒီတော့မှတချို့နေရာတွေလမ်းပြောင်းတတ်တယ်လမ်းပြောင်းတယ်ဟုတ်တယ်ညနေခင်းတောထဲမှာမိခိုးတွေတက်လာတယ်အဲ့ဒီအချိန်မှာတိုးလာကရုတ်တရက်အလင်းတစမြင်လိုက်တယ်ဦးဘိုးရွှင်အဲ့ဒီဘက်မှာမီးလင်းရှိတယ်သူတို့နှစ်ယောက်အဲ့ဒီဘက်ကိုရှောက်သွားကြတယ်တွားသွားချင်းမှာတစ်ပင်ကြားကနေဘုံကြီးကျောင်းပြက်တစ်ခုပေါ်လာတယ်ဦးဘိုးရွှင်ကမျက်လုံးပြူးသွားတယ်တိုးလာဒီနေရာကိုငါတို့မလာသင့်ဘူးဘာကြောင့်လဲဒီနေရာကအဲ့ဒီပုံမြင်ထဲကနေရာပဲဘုံကြီးကျောင်းပြက်ထဲဝင်သွားတဲ့အခါလေမတိုက်ပေမဲ့အမိုးကတိရွက်တွေလှုပ်နေတယ်ခုအချိန်မှာတိတ်ဆိတ်တဲ့အတန်တစ်ခုဘသူတိုးလာရဲ့နှလုံးခုန်လုံးမြင်လာတယ်ဦးဘိုးရွှင်ကတူတူပြောလိုက်တယ်မဖြေပါနဲ့ဒါပေမဲ့အတန်ကထက်လာတယ်ဘသူတောထဲကိုဝင်လာတာလဲတိုးလာမိဘွားကိုမြှောက်လိုက်တယ်အလင်းထဲမှာဖုန်ကြီးဝစ်စုံဟောင်းဝစ်ထားတဲ့အိုမင်းသူတယောက်ထိုင်နေတယ်ဦးဘိုးရွှင်ကအံ့အားသင့်သွားတယ်ဆရာတော်တိုးလာနားမလဲဘူးဦးဘိုးရွှင်သူဘသူလဲဦးဘိုးရွှင်တိတ်တိတ်နဲ့ပြောလိုက်တယ်ဒီတော့ကိုကာကွယ်နေတဲ့တောရဟန်းကပြောလိုက်တယ်မဟာမြိုင်တော်ထဲမှာလူတွေမသိတဲ့အရာတွေရှိတယ်ဘာအရာလဲလောဘကြောင့်ဝင်လာတဲ့သူတွေဒီတော့ကလက်မခံဘူးတိုးလာမေးလိုက်တယ်ဒါဆိုကျွန်တော်တို့တောရဟန်းကပြုံးလိုက်တယ်မင်းတို့နှစ်ယောက်ကတောကိုဖျက်ဖို့လာတာမဟုတ်ဘူးမနက်ဖြန်မိုးလင်းတဲ့အခါတိုးလာနဲ့ဦးဘိုးရွှင်တောထဲကလမ်းကိုပြန်ရှာနိုင်ခဲ့တယ်ဒါပေမဲ့သူတို့ပြန်ကြည့်လိုက်တဲ့အခါဘုံကြီးကျောင်းပြက်ကမရှိတော့ဘူးတိုးလာကတိတ်တိတ်လေးပြောလိုက်တယ်ဦးဘိုးရွှင်မနေ့ကဖြစ်ခဲ့တာမှန်ပဲလားဦးဘိုးရွှင်ကတောနက်ကြီးကိုကြည့်ပြီးပြောလိုက်တယ်မဟာမြိုင်တောထဲမှာမမြင်နိုင်တဲ့အရာတွေအများကြီးရှိတယ်